အားလုံးမင်္ဂလာပါဒီနေ့ဘရိုလီကတော့ဆွန်လောင်းတဲ့ဘရိုလီဖြစ်ပါတယ်ဒီနေ့ကတော့ဥပုံနေဆိုတဲ့အတိုင်းဆွန်လောင်းရပါတယ်ကျွန်တော်ဒီတိုင်းကဥပုံနေဖြစ်တိုင်းဆွန်လောင်းဖြစ်ပါတယ်ဒါလေးကတော့ကုသိုလ်တွေတစ်ခုပြုလုပ်တဲ့ကျွန်တော်တို့ရဲ့ကုသိုလ်တွေတစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါသွားဖို့အတွက်ဒါပြင်ဆင်နေတဲ့အရာလေးပါဒါလေးကတော့လမ်းမှာရောက်ရှိနေပါတယ်ကျွန်တော်မြန်လာပြီးတော့ဆွန်နေလောင်းဖို့အတွက်ပြင်ဆင်နေဆွန်နေလောင်းနေပါတယ်ဘရိုရင်လေးတွေကိုတန်ရဟန်းတန်ကများအားလုံးတွေကိုကုသိုလ်ယူဆွန်လောင်းနေပါတယ်ဒီမနက်စောရဲ့အတွက်ကြောင့်ဖုန်းကြီးတွေနဲ့နောက်ကျသွားပြီးတော့ကျွန်တော်တို့အမှတန်းဆုံးများကိုလောင်းလို့ပူဇော်နေပါတယ်ဒီနေ့ဖုန်းကြီးရတယ်သူတို့ဆွန်ရတဲ့ပျော်ရွှင်ကြည်နူးစရာကောင်းလာပါတယ်ဒီမြင်ကိုရင်ကြည်ရပြောကျွန်တော်တို့ဒါဒီမာလေးတွေကိုအကြောင်းလိုက်ပို့ပြီးတော့မနက်စားပါတယ်ဒီဟာမောင်ပေါက်ချန်ဖြစ်ပါတယ်ဒီဆိုင်ကအရန်ကောင်းပါတယ်ဆက်ဆံရေးလည်းအရန်ဆင်ပြေပါတယ်ဒီဆိုင်ကျွန်တော်စားတာတိတ်ချိတ်ပါတယ်မောင်ပေါက်ချန်ရောကိုကောင်းမွန်တဲ့ဆိုင်ဖြစ်ပါတယ်ဒီမှာကောင်းဆုံးမီနူကတော့ကျွန်တော်စားတယ်မိရှိဖြစ်ပါတယ်မိရှိကတော့အရန်ကောင်းပါတယ်ဒီမိရှိစားတာတော်တော်ကိုကောင်းမှတခြားမိရှိနဲ့သူ့ရဲ့တက်ကပြီးဖြစ်ပါတယ်တို့ဒီမှာပဲရန်အောင်လိုက်ပါမယ်ကျွန်တော်